ဒီနေ့တော့ beginner level တွေစဆော့တဲ့နဲ့ wall push up လေးကိုအရင်ဆုံးကျွန်တော်ပြပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်ကြော့ကိုနိုင်နဲ့ကတ်ထားမယ်ပြီးရင်ခြေတန်းလောက်ကျွန်တော်တို့ရှေ့ကိုပြန်လှမ်းမယ်ပြီးရင်ခန္ဓာကိုယ်မျက်နှာကိုနိုင်ဘက်ကိုပြန်လှည့်ပါမယ်ပြီးနောက်ကျွန်တော်တို့လက်ကိုဆန်းထုတ်လိုက်ပါမယ်အကုန်ကြိုင်ဆက်ဆောင်လိုက်ပြီးတော့ကျွန်တော်တို့လက်ကိုလက်တစ်ပါးစာအောက်ကိုကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ချလိုက်မယ်ပြီးရင်နောက်မှာကျွန်တော်တို့ခြေပွားလေးကိုဆန်းထုတ်လိုက်ပါမယ်ပြီးရင်ရှေ့လေးကို link လုပ်ပြီးတော့ဖြည်းဖြည်းချင်းစီကွေးမယ်ပြီးရင်ပြန်တွန်းမယ်အဲ့တော့ကွေးတဲ့စင်မှာကျွန်တော်တို့တက်ရှူပေးဖို့လိုပြီးတော့ပြန်တွန်းလိုက်တဲ့အခါမှာရှူထုတ်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ရှူမယ်ပြီးရင်ကျွန်တော်ရှူထုတ်လိုက်ပါမယ်ရှူသွင်းမယ်ရှူထုတ်မယ်ရှူသွင်းမယ်ရှူထုတ်ပါမယ်ခင်ဗျာ